ကောင်လေးတစ်ယောက်ကသူ့ရဲ့ချစ်သူကိုပျော်ရွှင်အောင်နီလန်းမျိုးစုံနဲ့စူးစမ်းပေးခဲ့ပါတယ်။သူမထမင်းစားနေချိန်မှာဖုန်းကြည့်နေတယ်လို့သူကိုယ်တိုင်ခွင့်ကြွေးခဲ့တယ်လို့ရုပ်ရှင်ကြည့်ချိန်မှာသူမကိုနမ်းခဲ့ပေမဲ့သူမကတော့ဖုန်းထဲမှာပဲအာယုံရောက်နေခဲ့ပါတယ်။အိမ်သစ်အတွက်ရွှေတော့လေးဝယ်ပြီးအံ့ဩအောင်လုပ်ခဲ့ပြီးမဲ့လေသူမကတော့ဖုန်းမျက်နှာပြင်ကနေမျက်တောင်မခတ်ခဲ့ပါဘူး။တလားပြီးတလားကုံဆုံးသွားပေမဲ့သူ့ရဲ့စူးစမ်းမှုတွေကိုသူမဘယ်တော့မှတတိမထားမိခဲ့ပါဘူး။အမြဲတမ်းလစ်လျူရှုခံရဖန်များလာတဲ့အခါမှာတော့ကောင်လေးကစိတ်ကုံလာပြီးသူမအပေါ်ထားတဲ့ယုံကြည်မှုတွေလည်းပျောက်ဆုံးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမကိုခွင့်မကြွေးတော့သလိုဂယုမဆိုင်တော့ပဲအေးဆက်ဆက်ပဲဆက်ဆံပါတော့တယ်။ဒါပေမဲ့ဆောင်းရသည်တစ်ခုမှာတော့အချစ်တစ်ကမတော်တဆရောက်လာခဲ့ပါတယ်။ရုပ်ရှင်ယုံထဲမှာစာအုပ်တအုပ်ပြုတ်ကျသွားတာကိုကူညီကောက်ပေးရင်းတခြားမိန်းကလေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရကနေသူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်မြင်မြင်ချင်းချစ်မိသွားကြပါတယ်။နောက်ဆုံးမှာတော့ကောင်လေးဟာသူ့ကိုတကယ်တန်ဖိုးထားမဲ့အချစ်စစ်ကိုရှာတွေးသွားပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ကိုစတင်လိုက်ပါတော့တယ်